မင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေရုရှားသမ္မတဗလာဒီမာပူတင်ကသူဥရောပကိုရောင်းချနေတဲ့ရင်းနှီးသဘာဝဓာတ်ငွေတွေကိုဖျက်တောက်လိုက်ပြီးတော့တရုတ်ကိုပြောင်းလဲပြီးတော့ရောင်းချမယ်ဆိုပြီးတော့ပြက်တသားပြောလိုက်ပါတယ်နောက်ပြီးတော့အိန္ဒိယကလည်းအစတုန်းကတော့အနောက်တိုင်းရဲ့ pressure ကြောင့်ဒီရုရှားစီတွေပါတယ်မဝဲတော့ဘူးလို့လှုပ်ထားရနေပြီးတော့အခုကျမှမြက်ကလူးစံပြာနဲ့စီပြန်ဝယ်ရမယ့်အဖြစ်ကိုရောက်နေတယ်အဲ့တော့စီပြန်ဝဲတဲ့ခါမှာရုရှားသမ္မတဗလာဒီမာပူတင်ကပြောတယ်စီးပွားရေးရပဲပေါ့နော်ဘာမှဈေးလျှော့ပေးတာကြီးလည်းမရှိဘူးချစ်ကြည်ရေးလည်းမရှိဘူးပေါ့နော်ပြောမယ်ဆိုလို့သူတို့ရောင်းတဲ့ဈေးနဲ့ဝယ်ဆိုတဲ့သဘောမျိုးပြောတာပေါ့အဲ့တော့ကမ္ဘာမှာရုရှားကမျက်နှာပြန်ပွင့်နေတဲ့သဘောဖြစ်နေတာပေါ့အရင်တော့ရုရှားရဲ့ရင်းနှီးသဘာဝဓာတ်ငွေတွေကိုရောင်းလို့မရအောင်အမေရိကန်စီးပွားရေးအမျိုးမျိုးပိတ်ဆို့ထားတာအဲ့တော့တချို့နိုင်ငံတွေကလည်းရုရှားစီကနေဝယ်ရမှာကြောက်တယ်ဒါပေမဲ့လို့နိုင်ငံမျိုးကအရင်ကတည်းကနေပြီးတော့ရုရှားနဲ့ပူးပေါင်းနေတာရုရှားစီတွေဝယ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံအတွက်ကတော့ရှေ့လျှောက်တော့တိတ်ပြီးတော့ပူးစီရမရှိပါဘူးနောက်ပြီးတော့ကမ္ဘာစီကိစ္စကတော့ခုချိန်ထိကိုစိတ်ပူရမယ့်အနေအထားမျိုးပါအစ္စရေးကနေပြီးတော့ဒီအစစ်မြင့်ဒုံးကြီးတွေနဲ့တဟီရန်မြို့မှာရှိတဲ့အီရန်ရဲ့အင်မတန်မှကြီးမားတဲ့ဒီစီလောင်ကန်ကြီးတွေနဲ့စွမ်းအင်နေရာတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်မလို့တဟီရန်မြို့ပေါ်မှာမီကိုလုံးကြီးတွေနဲ့တကယ်ကိုအိမ်မက်ဆိုးတဲ့ဖွယ်တကယ်ကိုကဘာပြက်နေတယ်လို့မျိုးကိုဒါမျိုးပေါ်အနှံ့ပြမှာမီးတွေလောင်နေတာဖြစ်ပါတယ်ဒါဟာစီးပြစ်မှတ်မဟုတ်တဲ့အရသာပြစ်မှတ်တွေကိုတိုက်ခိုက်တာပါပဲနောက်တစ်ခုကဒီစီတူလောင်ကန်တွေကိုတိုက်ခိုက်တာပထမအဆုံးတိုက်ခိုက်တာပါပဲအီရန်ဘက်ကတော့ပြောတယ်ပေါ့ကျွန်တော်တို့လူလိုပြောမှဆိုရင်တော့ငါတို့မင်းတို့ကဒီလိုတိုက်ခိုက်တယ်ဆိုရင်မင်းတို့ရဲ့ဒီစီလောင်ကန်တွေစီတူလောင်တဲ့နေရာတွေတိုက်ခိုက်မှာပဲပေါ့ပြီးတော့ဒီအီရန်နိုင်ငံခြားရေးဝန်ကြီးကိုမေးတယ်ပေါ့မင်းတို့ကဘာဖြစ်လို့ပဝန်းကျင်နိုင်ငံတွေကိုတိုက်နေရတာလဲဆိုတော့ငါတို့ရဲ့မဆိုင်းတွေဒုံးကြီးတွေကအမေရိကန်ကိုမရောက်နိုင်ဘူးတဲ့ဒါကြောင့်အမေရိကန်စစ်စခန်းချထားတဲ့နိုင်ငံတွေမှာရှိတဲ့ဒီအမေရိကန်အသုံးပြုနေတဲ့လေယာဉ်ကွင်းတွေအမေရိကန်အသုံးပြုနေတဲ့စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီအမေရိကန်တွေကိုလက်ခံထားတဲ့နိုင်ငံတွေကိုတော့ငါတို့ကနှမ်းပစ်နေရမှာပဲဆိုတာမျိုးဒီအီရန်နိုင်ငံခြားရေးဝန်ကြီးကပြောသွားတယ်အီရန်သမ္မတကလည်းပြောသွားတာရှိတယ်ဒီဘေးနားမှာရှိတဲ့အာရပ်နိုင်ငံတွေရတယ်ငါတို့ရဲ့ရန်သူတွေမဟုတ်ပါဘူးတဲ့ဒါပေမဲ့အမေရိကန်ကဒီနိုင်ငံတွေကိုခြေကုပ်ယူပြီးငါတို့ကိုတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ငါတို့ကပြန်လည်ပြီးတော့ပစ်ခတ်နေရတာပါဆိုပြီးတော့ပြောသွားတာပေါ့အီရန်အနေနဲ့ကတော့အရှုံးပေးလက်လျှော့မဲ့ပုံမပေါ်ဘူးအခုဆိုလို့ရှိရင်အီရန်စစ်ပွဲဟာလည်းတပတ်ကျော်လာခဲ့ပြီဖြစ်တယ်အဲ့တော့အမေရိကန်သမ္မတပြောထားသလိုမျိုးပဲမြန်နဲ့ပြီးမလားမပြီးမလားဆိုစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ပြီးတော့အမေရိကန်ရဲ့အနောက်မှာနေတိုးအဖွဲ့ရှိပါတယ်နေတိုးအဖွဲ့ကလည်းအခုကနှစ်ချမ်းကွဲနေတယ်အီရန်စစ်ပွဲကိုပါခြင်းတဲ့အဖွဲ့ရဲ့မပါခြင်းတဲ့အဖွဲ့ရဲ့နောက်ပြီးတော့အီရန်ရဲ့အနောက်မှာလည်းယီမင်နိုင်ငံကဟူသီတပုံတွေနဲ့လက်ဘနွန်နိုင်ငံကဟစ်ဇ်ဘိုလာတွေကပါဝင်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်